လာပါရှင်ရိုစီပန်းချန်နေကြိုဆိုပါတယ်ကဲရိုစီကအခုပြချင်တာကတော့ရိုစီတို့နေတာလန်မျိုးစစ်တပင်နိုင်နင်းစီကြီးတွေ tree rose တွေပေါ့နော် stand rose တွေသူကကျမပြပြမယ်နော်ရန်ကုန်မှာမရှင်ဘူးမထင်နဲ့နော်ရိုစီအာမခံတယ်ရိုစီ channel မှာတောက်လျှောက်ပွင့်နေတဲ့ champion တွေလည်းရှိတယ်အရန်ပွင့်တော့နော်လာမလာလုံးဝလာတော့ကဲဒီမှာကြည့်လိုက်ဒါနေတာလန်နင်းစီဘလူတွေတောင်လှလဲကြည့်လိုက်အယောင်တွေလည်း share လာတော့ဒါတွေကလေတကယ်တမ်းဆိုရှင်တိန်းချီတန်နေတဲ့ဟာတွေနော်တိန်းချီတန်နေတဲ့ဟာကိုရိုစီကအခုဘယ်လောက်ဈေးနဲ့ပဲရောင်းမလဲဆိုလို့ရှင်လေအမြန်လေးတော့ယူပေးတပင်ကိုမှ8000နဲ့ပဲရောင်းပေးမှာတပင်ကို8000လုံးဝလှတော့နေနော်ဒီမှာကျက်နီရဲတောက်နေတဲ့ဟာကျက်နော်တပင်ကို8000နဲ့ပဲရောင်းပေးပါမယ်ရှင်ဒါကတော့ရိုစီရဲ့ချန်ပီယံအဖူးတွေပေါ့ကဲဒီမှာကြည့်အရန်တန်လွန်းလို့မြန်လေးတော့ယူပေးပါနော်ဟိုမှာကြည့်ရောအပြည့်ဒီဟာကြီးဆိုလက်ဝါးလောက်ကြီးနေတဲ့ပွင့်အထဲထဲဝင်လို့မရဘူးစီမပြတော့ဒီမှာကြည့်ဒါဆိုအယောင်စမ်းကဲဒါကတော့3ရောင်ပြောင်းဒါကတော့3ရောင်ပြောင်းလှလွန်းလို့အိုးမြန်လေးတာလားသူ့ကိုဆေးတွေကျွေးရလားကျွေးပေးရတယ်ဆေးကျွေးပေးရတာထွေထူးကျွေးရတာမဟုတ်ဘူးခါတိုင်းလိုပဲရိုစီပြောသလိုပဲအမြင့်ဆေးပွင့်ဆေးလေးကျွေးပေးနောက်ပြီးရှင်ဒါလေးကိုဒီအောက်ခြေရလဲမြေဆွေးနွားချီမြေဆွေးပေါ့နော်နွားချီမြေဆွေးလေးနဲ့ကောင်းလေးစိုက်မယ်နေဘူးထဲမှာစိုက်မယ်အပွင့်လေးတွေပုံမှန်ပဲဒီတိုင်းပဲညက်ပေးရင်သူ့ဟာသူအချိန်တန်ရင်တောက်လျှောက်ပွင့်နေတာနော်စိတ်ဘာမှပူစရာမလိုထွေထူးဟာဒါကြီးကရှင်မမလားငါတို့ဒေတာမှာရှင်မမလားအပူပိုင်းမှာရှင်မမလားအေးပိုင်းမှာရှင်မလား no ရွေးချယ်စရာမလိုတာလုံးဝပွင့်နှုံးလဲကောင်းတယ်ဒါဆိုဒါဒီမှာကြည့်ဒါရိုစီရဲ့ချန်ပီယံဒါမရောင်းမဲနဲ့ဟိုရှေ့တစ်ခေါက်ကဟွာလောက်တာတပင်တစ်ခါပွင့်ရင်ဒီမှာကြည့်အဖူးကိုလေ10ဘူး15ဘူးပူတာဒါအဖူးတွေကြီးပဲမပွင့်သေးတာကြိုက်လုံးလို့မရောင်းတာသိလားအဲ့ဒါအခုဈေးချိုလေးနဲ့ရတဲ့ချိန်လေးကိုကစတမာတွေရောင်းချင်တော့လို့ဒီမှာကြည့်တဲ့1 2 3 4 5ဒါဆိုဒီတပင်ထဲမှာ10ဘူးလောက်ရှိတယ်10ဘူးတောင်မကောက်ဘူးနော်ဒါမှဒါတွေကတက်တန်းရင်ထားတဲ့ဟာတွေနေရာမရွေးစိုက်လို့ရတာမှာဟိုဘက်ကဟိုလွန်နေတာပဲနော်ဟိုတယ်မှာပဲထားမလားကိုယ့်ရဲ့အိမ်ရှိတွေမှာပဲစိုက်မလားအိုးနဲ့လည်းစိုက်လို့ရတယ်ဝရန်သားမှာလည်းစိုက်လို့ရတယ်အဓိကနေပူဖို့ပဲရည်ကြီးတယ်နေပူဖို့ဆိုတာဒါကြီးဟိုကြက်တောက်ပူနေမှလားဆိုတော့ရတယ်နေတစ်ပိုင်းနေပူရင်ကြက်တောက်ကောင်းလေးနေလုံလောက်ရရှိရဲဆိုရင်အဆင်ပြေပြီနော်ကဲအားလေးတွေကိုလည်းရောက်ထားပါတယ်အမြန်လေးတော့ဟယ်လိုပေးပါခဏနေကြရင်ဒိတ်ကလေးတစ်ခါရပြောအောင်မယ်နော်ဒီနေ့က19ရက်နေ့ဒိတ်နဲ့နော်19ရက်နေ့ဒိတ်နဲ့လာလွန်းဆွေတွေဒီကောင်တွေကတိန်းချီတန်နေတဲ့ဟာတွေနော်အဲ့ဒါရိုစီ8000နဲ့ရောင်းတာအိမ်မှာလာဝယ်ရင်နှစ်ပင်ယူလို့ရှိရင်3သိန်းခွဲနဲ့တောင်လျှော့ပေးဦးမယ်ဟုတ်ပြီနော်နှစ်ပင်ယူရင်3သိန်းခွဲနဲ့ရောင်းပေးဦးမယ်တခြားဟာတွေလည်းရှိပါတယ်ကဲတခြားဟာတွေလည်းရှိရဲဒါကတော့တပင်နိုင်မဟုတ်ဘူးအပူမျိုးဂျူလီယက်တို့ဘာတို့ပေါ့နော်ဒါလေးတွေဆိုလို့ရှိရင်2000ခွဲနဲ့ရမယ်ဒါပြီးရင်ခန်းကောကိုလေအဖူးကိုပြုတ်ခဲနဲ့တပင်ကိုလေအဖူး90အနည်းဆုံးပါတဲ့အေးနော်လုံးဝအရန်ပွင့်နဲ့12ရာဒီပြောပြမယ်နော်ခန်းကောမှာ2မျိုးနဲ့စားရှိတယ်သိလားမပြောချင်တော့ကြံဟိုတစ်မျိုးတော့မပြောတော့ဒီကနဝရက်မျိုးဆိုတာလေနဝရက်မျိုးလို့ပြောလိုက်တာလူတိုင်းသိတယ်ဘာလို့လဲသိလားလုံးဝပွင့်တော့ယူရီးယားမျိုးစစ်တွေဖြစ်တဲ့ကြောင့်မို့လုံးဝအာမခံချက်နဲ့လို့ဆရာတချို့ဆိုရှင်ဟာခန်းကောဝယ်သွားပြီးမှဝယ်တဲ့ချိန်တော့အပွင့်နေပါတယ်အိမ်ရောက်လာရင်မပွင့်တော့ဘူးအဲ့လိုပြောကြတယ် no ဒီမျိုးကလုံးဝအာမခံလို့ရတယ်နဝရက်မျိုးဖြစ်တဲ့ကြောင့်မို့နော်သူ့ဘာလို့12ရာဒီလုံးပွင့်နေတာ तू ကလည်းနင်းစီလိုပဲ तू ကလည်းပြုစုတဲ့ပုံစံအတူတူပဲတိတ်ထွေထူးမရှိဘူးဒီမှာကြည့်လိုက်ဒါဆိုရှင်ဒီမှာဒီမှာအဖူးက100လောက်ရှိတယ်နော်ဒါ12ရာဒီပွင့်တယ်ခန်းကောနဝရက်မျိုးယူရီးယားမျိုးစစ်ပါတပင်ရဲ့အနေထားကိုရီစီပြပေးမယ်ဒီမှာကြည့်လိုက်တော့ဒီဟာလေးကိုဒီမှာကြည့်လိုက်အဖူးကိုနဲတာမို့ဒီကောင်ဆိုရှင်အဖူး90မကောက်ရှိတယ်ဒါဆိုအဖူး90မကောက်နော်ဒါတွေလည်းရမယ်ဒါကတော့အသေးဒီကောင်ကတော့ခုနတုန်းကနေတာလန်မျိုးအပင်သေးဒါတွေကတော့တပင်ကိုဒီဟာလေးတွေယူမယ်ဆိုရင်တပင်ကို9000 5ပင်ယူလို့ရှင်2000ဒီမှာအဖူးတွေနဲ့အယောင်တွေကမတိရသေးအဖူးလေးတွေပဲရှိလို့5ပင်ယူလို့ရှင်2000နဲ့လို့စီပို့ပေးပါမယ်နယ်ဝေးတွေလည်းပို့ပေးမယ်ရန်ကုန်မြို့တွင်းတွေလည်းပို့ပေးမယ်ချမ်းမလာဝယ်မယ်စိတ်ကြိုက်လာဝယ်ပါနော်စိတ်ကြိုက်လာရွေးချယ်လို့ရပါတယ်ကဲမြန်လေးတော့လာပါဂန်းကော်တွေကိုနဝရက်မျိုးကိုမှလိုချင်တယ်ရိုးရာမျိုးစစ်ကိုမှလိုချင်တယ်ဆိုတဲ့လူတွေအတွက်12ရာဒီလုံးပွင့်တယ်ဆိုတဲ့လူပွင့်တာကိုလိုချင်တယ်ဆိုတဲ့လူတွေအတွက် channel မှာစိတ်ကြိုက်လာရွေးလို့ရပါပြီဈေးလေးလည်းလုံးဝတန်စေရမယ်နော်အာမခံ channel ရောင်းပေးတယ်ဟုတ်ပြီနော်ကဲကျေးဇူးတင်ပါတယ်ဒီရဲ့ခြံကိုလာမယ်ဆိုရင်တော့တောင်တကုံ59ရက်ကွက်အုတ်တဖျားလမ်းပါရှစ်ကဲလာခဏီကိုရစီကိုဖုန်းလေးဆက်ပြီးမှညွှန်ပေးပါမယ်ရှင့်
တခြားဘန်းတွေလည်းအစုံရှိပါတယ်နိုင်ငံခြားမျိုးဒေတာမျိုးအစုံရှိပါတယ်ရှင်ကဲဒေတာမျိုးတွေလည်းဒီမှာပွင့်နေပါပြီဒါဆိုလောင်းမီဒေါင်းမီလေးတွေနော်လက်ဆောင်လေးပေးခြင်းတဲ့လူတွေအရင်မိုက်ပါတယ်စိတ်ကြိုက် channel မှာလာဝယ်လို့ရပါတယ်ရှင်ကဲ Viber ဖုန်းနံပါတ်698 9000 16ဟောက်မှာမာယူအားပေးလို့ရပါတယ်လာလိုက်တာမှရှင်တို့ရေကဲဒီမှာတောင်းမိတယ်နော်ဒါတွေကတော့နမ်းမာလာအဖူးပါတယ်တုံးကပ်ပြီးသားတွေဒေတာမျိုးတွေကိုလည်းအစင်သင့်စိုက်ပြီးသားပဲလိုချင်တယ်ဆိုတဲ့လူတွေတက်လည်းရတယ်စိုက်ပြီးသားအစင်သင့်ရှိတယ်ကဲမစိုက်သေးတဲ့ဟာလိုချင်တယ်ပိတ်တာဈေးနဲ့လိုချင်တယ်လက်ဆောင်ပေးချင်တယ်ဖျားကတ်ချင်တယ်ဆိုတဲ့လူတွေတက်လည်းလှလှကြီးတွေဒေါင်းမီလှလှကြီးတွေအဖူးကိုမြိုင်နေတာပဲအဖူးတီးတတ်အနေနဲ့လည်းလူစီရောင်းပေးနေပါတယ်နော်အဖူးတီးတတ်အနေနဲ့ special ရောင်းပေးနေပါဒါဆိုအဖူးတီးတတ်အဖူးမပါတဲ့ဟာကတော့တပိတ်တာမှမလေးအဖူးမပါတဲ့ဟာကိုနော်လူစီပြောပြမယ်မပါသေးတဲ့ဟာပေါ့အခုပိုင်းဒေါင်းမီကိုတပိတ်တာကိုလူစီ3000နဲ့ပဲရောင်းပေးတယ်မပါတဲ့ဟာ3000နဲ့ရောင်းပေးမယ်နော်အဲ့ဒီကောင်ကလည်း10ပိတ်တာလောက်ပဲကျန်တော့မယ်ဘူးမပါဘူးအဲ့ဒါ discount ဈေးနဲ့ရောင်းပေးလိုက်တာ discount ဈေးနဲ့ရောင်းပေးတာအဖူးမပါဘူးနော်ပြောပြတာအဖူးမပါဘူးပါတဲ့ဟာကတော့အစိတ်သားကို2000ခွဲအစိတ်သားဆိုလို့ရှိရင်လည်းတစ်သားချင်းတစ်ချင်းစာကောင်းကောင်းစိုက်လို့ရတယ်ကဲကျေးဇူးတင်ပါတယ် channel ကိုစိတ်ကြိုက်လာလို့ရပါတယ်ရှင်တချို့ကလေရိုစီကိုလေစိတ်ချရပါမလားတို့ဘာလားတို့မျိုးပြောတယ်နော်အဲ့ဒါလေးတွေခဏခဏရိုစီပြောနေရနော်အားလေးတွေမပြောကြပါနဲ့ရှင်တေချာလေးလာရင်မှပြောပေးကြပါလို့